မင်္ဂလာပါရှင်ဒီနေ့ကတော့အိမ်ရှင်မဖြစ်နေတာပေါ့အိမ်ရှင်မဒီနေ့အိမ်ရှင်မအကြောင်းပိတ်တာအိမ်ရှင်မအကြောင်းပိတ်တော့လေကလေးတို့ဒီနေ့ဘာစားကြမလဲဆိုမမေမုံငါချက်ကျွေးလို့လည်းကတော့မမေမဟုတ်ဘူးเนาะစိတ်ကူးရေမလျှောက်ပြောနေတာဘုံတို့ခောက်ဆွဲချက်ကျွေးအတုပ်လေးစားကြမယ်မေတို့စီချက်ခောက်ဆွဲလေးလုပ်ပေးပါတို့ရှမ်းခောက်ဆွဲလေးလုပ်ပေးပါတို့နန်းကြီးတုပ်လေးစားကြမယ်ဆိုအဲ့လိုမျိုးလေးပြောတဲ့အခါကျကွာဒီနေ့ဘာစားတယ်မလဲကွာအုံတို့ခောက်ဆွဲစားချင်တာနေအုံတို့ခောက်ဆွဲချက်မယ်ဆိုပြီးကလေးတွေကိုအုံတို့ခောက်ဆွဲပေါ့เนาะအားလေးလုပ်ပေးလိုက်တော့ဒီနေ့ကလည်းဟင်းချက်နေတာကဲဘာတွေရိုက်နေဆိုတာနည်းနည်းလေးရှုပ်ပွားနေမမျိုးတို့ရဲ့အားကြောင့်မလို့ဒီနေ့တိတ်မလှဘူးเนาะကဲဘုံတို့ခောက်ဆွဲချက်ပုံချက်နေအစင်စင်ုံနဲ့ဒီချာလေးရိုက်ပြထားပါတယ်လို့အမားရှိလို့ရှင်ခွင့်လွှတ်ပေးပါလို့နောက်တစ်ခုကလေကိုကဒီလိုမျိုးလေးချက်တက်တဲ့အတွက်ကြောင့်မို့လဲလေအပြင်စာတွေကိုတိတ်မကြွေးဖြစ်တဲ့ကလေးတွေအတွက်လည်းကျန်းမာရေးညညွတ်တာပေါ့เนาะတချို့အပြင်စာတွေကမကောင်းလို့ပြောတာမဟုတ်ဘူးเนาะတချို့အပြင်ညာကြအရန်ဈေးပေါ်တဲ့ခါကျတော့ပြန်တော့လေဒီစီတွေမတက်နာတို့ဘာလို့လဲသူတို့ကတ်အောင်ချဲရတာလေเนาะအရန်ဈေးကြည့်တဲ့ခါကျလဲကိုမိသားစုရဲ့ဒီရတဲ့လာကတွေနဲ့ဟိုဒီဝင်ငွေထွက်ငွေကိုမျှပြီးဖြစ်ရတဲ့အတွက်တစ်ခါတလေလောက်ပဲမိသားစုတွေအပြင်ထွက်စားပြီးနိုင်တာပဲရှိတော့တာလေเนาะအရန်ချမ်းသာတဲ့မိသားစုကိုဆိုလိုတာတော့မဟုတ်ပါဘူးเนาะအခုပေါက်ရိုက်ပြနေရလဲတကယ်ဟိုမိသားစုလေးပေါ့เนาะဒီဟိုဘယ်လိုမျိုးလဲဟိုလာကစားမိသားစုပုံစံမျိုးလေးတွေပဲရိုက်ပြချက်ပြတာဖြစ်ပါတယ်အားကြောင့်မလို့ပါဆက်ပြီးကြည့်ပေးကြပါအောင်ရှင်အုံလူခါဆွဲချက်တော့မှမလို့ပထမဆုံးတော့လေဒီမှာကြက်သားလေးတွေကိုဒါကတကြားလေးရဲ့ကြက်သားမုံလေးရဲ့စားလေးအနည်းငယ်နဲ့နေထားတာပေါ့နော်ဒါကတော့ပေးပြတော့ငဖေလူမျိုးပုံစံမျိုးလေးဖြစ်အောင်ပေါ့နော်သူစနေမုံလေးရဲ့ကြက်သားမုံလေးရဲ့တကြားလေးရဲ့နေပြီးတော့ပြီးကြော်မင်းဒါတော့ဘဲဥအစားကြက်ဥလေးထည့်ထားပါရဲ့ဒါပဲသွေးပါအင်းရကလေးတွေကလေပဲသွေးအရင်ကြိုက်ကြတာစီပူလာပြီဆိုရင်တော့ကြားလေးကိုဆက်ကြတယ်ဆိုရခံမယ်လေချက်ချင်းသွားပြီးပေါ်ပြားနေဟိုတက်ဒီကတော့မလှမ်းလို့နော်ဘယ်လိုပြောရမလဲသူတစ်ဖက်ကအကျော်လေးတင်းပြီးကျွတ်လာပြီးခင်တဲ့ခါကျမှတစ်ဖက်ကလည်းလေးပါမုံဆိုဦးကတ်ပါတယ်နော်ပြီးရင်ပဲစိမ့်မုတ်ကလေးကိုရေလေးဖြောထားပြီးတော့ပေါ့နော်ရေကတော့ရေနွေးနဲ့ဖြောလို့မရဘူးနော်ပဲစိမ့်မုတ်ကိုရေအေးလေးနဲ့ပဲဖြောတေးချလေးအဲ့လိုလေးပြောအောင်ဖြောပြီးသွားလို့ရှိရင်အဲ့လိုလေးမှွေပေးထားပါနော်မဟုတ်လို့ရှိရင်ဦးကတ်သွားမှာဆိုလို့ပါမမီလို့ရင်ပြုတ်တော့မယ်ကြက်ပြုတ်ဖို့အတွက်ကိုခုနနေထားတဲ့အရသာရင်းနေထားတယ်မှာတက်တွန့်ဖြူလေးနဲ့ဂျင်းလေးပါရီယုံလေးနည်းနည်းလေးထည့်မယ်နော်ဂျင်းမပါကြမယ်ကြက်ကအနံ့နည်းနေမှာဆိုလို့လေနော်အဲ့တော့ရေလေးထည့်ပြီးတော့အဲ့ဒါလေးကိုခဏလေးထည့်ပေါင်းထားပါမယ်ဒါလေးကိုနူးအောင်ပေါင်းပါမယ်အခုလိုမျိုးဘဘဆူလာပြီဆိုရင်အရန်မွေးတယ်ပဲချက်ရည်လေးရပြီနော်ချစ်တို့ရေအဲ့တော့မမေတို့ကနေပြီးတော့ဒီထဲမှာခုနကြက်ပြုတ်ရည်တွေပါထည့်ပြီးတော့ဆက်ပြီးတော့နားမယ်နော်ဒီဘက်ကတော့အခုလောလောဆယ်ကြက်သားစီတက်ထားတာလေးပြန်ပြအောင်မယ်နော်ကတော့လေဒီလိုမျိုးပေါ့နော်ကြက်တွေပါပြုတ်ပြီးသွားလို့ရှိလို့ရှိရင်လည်းဒီလိုအရောင်လေးနည်းနည်းလေးနှာအောင်တော့အကုန်လုံးပြန်ပြီးစီတက်တယ်ပေါ့နော်အဲ့တော့ရင်းပြီးအနည်းငယ်ထည့်လိုက်တယ်ပေါ့နော်ရင်းပြီးစိမ်းနည်းငယ်ထည့်ပြီးသွားလို့ရှိရင်ရင်းပြီးစိမ်းအမှုန်လေးကိုဒီတက်ပြီးတာဒီစိမ်းလေးမှုန်းလာပြီဆိုလို့ရှိရင်ခုနစသားလေးပြုတ်ထားပြီးနေတာလေထည့်လို့မယ်ခုနပဲပြားလှီးထားတဲ့ဟာလေးကိုထည့်လို့မယ်အဲ့လေးငုံနေအောင်စီတက်ပေးလိုက်ပါမယ်ဒီတသားလေးကိုမှုေးပြီးတော့စီတက်ပြီးဆိုအဲ့အုံးလို့လေးနည်းနည်းလောင်းချပါမယ်အုံးလို့လေးလောင်းချပါပြီရှင်အုံးလို့လေးပါပေါ့နော်မှုေးဝအောင်စီတက်ပြီးရပါအုံးလို့လေးပါစီဒါကနည်းနည်းပဲထည့်ရတယ်နော်မိမိလေးပြီးသွားလို့ရှိလို့ရှိရင်ဟိုဗာလေပေးယူပါအားလုံးပေါင်းတဲ့ခါကျရင်အုံလို့ရထက်ထည့်ဦးမယ်လို့ရနော်အဲ့လိုလေးပပကလေးဆိုတာအုံလို့နဲ့လည်းငွေပပလေးဆိုတာထည့်ထားပြီးတော့မိမိတို့ရနော်အဲ့လိုအnhanhကြီးမှုေးပြီးနော်အုံလို့နဲ့လည်းမှုေးလာပြီဆိုရင်ခဏပြုတ်ထားရဲပေးယူလေးလောင်းထည့်လိုက်ပါမိမိတို့ရပေးယူလေးလောင်းထည့်လိုက်ပါခုနကြက်ပြုတ်ထားတယ်လေပဲရီလောင်းထည့်ပြီးကြက်ပြုတ်ထားတဲ့ကြက်သားကြီးပြုတ်ရည်လေးထည့်လိုက်ပါမိမိတို့ရေအိုးလေးတော့နည်းနည်းရှမ်းသွားတော့မယ်ထင်တယ်နော်ပြီးလို့ရှိရင်ကြက်တူဦးလေးကြိုက်တဲ့ကြက်တူဦးလေးတွေထည့်လိုက်မယ်ရကန်ဒီမှာလေခုနပြုတ်ထားတဲ့ကြက်ဦးတို့ပဲသွေးတို့အဲ့ဒါတွေထည့်မယ်နော်မိမိတို့ရေဦးလေးကလည်းနည်းနည်းကြက်သွားပြီဆိုတော့ဦးတစ်လုံးထပ်ပြောင်းအောင်ပါပေါ့လို့နော်ဒီမွေးလာပြီဆိုရင်နောက်ဆုံးနေ့လေးအစင်နေနဲ့ခုနပြုတ်ထားတဲ့တဲသွေးလေးတွေထည့်မယ်
ချက်ဥလေးတွေထည့်မယ်နောက်ပြီးတော့လေမေမေတို့မုံချွတ်ကြိုက်လို့ရှိရင်လေမုံချွတ်ကလေးတွေပါကြောထားပြီးနော်ကလေးလေးတွေကလေမုံချွတ်ကလေးတွေကိုတစ်ခါတည်းဒီတိုင်းလေးဒါမှခိုက်စားလေးမုံချွတ်လေးတွေပါလေးကြောထားနော်မေမေတို့ရေဒါဆိုလို့ရှိရင်တော့အရန်မှွေးတယ်စားလို့အရန်ကောင်းတယ်ဘုံတို့ခောက်ဆွဲလေးရပါပြီဒါကတော့ကလေးလေးတွေကြောင်ပိတ်ရက်မှာမေမေတို့ကလည်းအားတယ်ဖိဖိကြီးကလည်းဒီနေ့အလုပ်ပိတ်တာဆိုတော့ဒါလေးအပြင်စာလေးထွက်မစားပဲနဲ့အိမ်မှာပဲမိသားစုအုံတို့ခောက်ဆွဲလေးချက်စားကြည့်ပါနော်ချစ်တို့ကြီးဒီဟာလေးကလည်းမိုးလေးနည်းနည်းအေးနေတဲ့အတွက်အုံတို့ခောက်ဆွဲလေးကိုနော်ချက်ကြပါချက်စားကြပါအခုဆိုရင်အရင်မှွေးတယ်အုံတို့ခောက်ဆွဲလေးရပါပြီမေမေတို့ရေအုံတို့ခောက်ဆွဲလေးကိုတော့ကြောင်ပိတ်ရက်မှာပေါ့နော်ကြောင်ပိတ်ရက်မှာကလေးတွေအတွက်စားလို့ရအောင် breakfast ပဲစားနေခင်းစာလေးပဲစားထမင်းမစားချင်တဲ့ခါကြလို့ရှိရင်လေအဲ့လိုမျိုးလေးပေါ့နေခင်းလေးလည်းပဲဖြစ်ဖြစ်မနေ့ပိုင်းလေးပဲဖြစ်ဖြစ်ဒီသားစုပိတ်ရက်လေးမှာဒီလိုလေးချက်ကျွေးလိုက်တော့အပြင်စာတွေတိတ်မစားတော့ဘူးမမေရဲ့နောက်ပြီးတော့ကုံသွားတဲ့ဇရိတ်ကလည်းလေမနေ့စာ breakfast စားတဲ့ဇရိတ်ကလည်းတနေ့ကုန်စားလို့ရတဲ့ဇရိတ်လောက်ဖြစ်သွားတယ်နော်အဲ့တော့မမေတို့ကြောင်ပိတ်ရက်မှာတတမမီတွေကိုဒီလိုမျိုးအုံနုခဆွဲလေးကိုလွယ်လွယ်လေးချက်လို့ရအောင်တီပတ်ကရေးပေးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်လည်းအမြဲတမ်းအားပေးကြပါအောင်နော်တီပတ်ကိုချစ်ပေးကြပါ